အဆိုင်လင်းတင်ထားတဲ့အခါမှာကိုယ့်စီကိုတရားရုံးတက်ဖို့စာရောက်လာလို့ရှိရင်ဘယ်လိုလူတွေကရောက်တတ်တာပါလဲကိုယ့်ရဲ့ကြောင်းတက်နေတဲ့ကလေးတွေကြောင်းမှလည်းတက်နေတယ်မမှန်ကန်ကန်လေးလုံနေရတဲ့နဲ့တရားရုံးကိုတန်းပို့ဖို့တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့တချို့ကလေးတွေကိုပို့ခံရတတ်ပါတယ်အဲ့ဒါကတော့အရေးကြီးတဲ့အချက်ဟာကိုက criminal တစ်ခုခုကိုကျူးလွန်မိတယ်ဆိုလို့ရှိရင်တရားရုံးကိုပို့ရပါတယ်အခုကျမရဲ့ကျောင်းသားလေးတယောက်ဟာကျောင်းလေးတက်နေတယ်ဘာမှလည်းပြစ်ချက်မရှိဘူးလို့ဆိုပေမဲ့တရားရုံးကိုပို့လိုက်ပါတယ်တွားကြည့်တဲ့အခါမှာသူဟာအချိန်သတ်မှတ်ထားတဲ့ကိုယ့်ရဲ့ကားမောင်းနှုံးအမြန် speedy ticket ရထားတဲ့ဟာပေါ်မှာတာဝန်မကျေမှုတစ်ခုဖြစ်လိုက်တဲ့အတွက်ကြောင့်မလို့တရားရုံးကိုဆင့်ခေါ်ခံရတာဖြစ်ပါတယ်ဒါကတော့တစ်ချက်ပေါ့နော်နောက်တစ်ချက်ကတော့သူ့ရဲ့ပထမတက်နေတဲ့ကျောင်းရဲ့ semester နဲ့ဒုတိယတက်နေတဲ့ semester ရဲ့ကြားထဲမှာကာလသတ်မှတ်ချိန်နည်းနည်းလေးနောက်ကျသွားတဲ့အတွက်ကြောင့်တရားရုံးခေါ်ခံရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ရာဇဝတ်မှုသူတို့က criminal လို့သဘောထားတဲ့ဟာတစ်ခုကိုကျူးလွန်တဲ့ခါမှာလည်းပဲအောက်ရုံးအင်တာဗျူးမရဘဲနဲ့တရားရုံးကိုပို့တတ်ပါတယ်ကိုကဘယ်ခြေနေမျိုးမှရှိတာလဲဆိုတာကိုသိထားသင့်ပါတယ်